အားလုံးပဲမင်္ဂလာပါ Audio by Harmony ရဲ့အတန်စာအုပ်လေးတွေကနေကြိုဆိုပါရစေဒီနေ့မှာတော့ရုန်းကန်မှုမတူညီခြင်းနဲ့ YBS Empathy Gap လို့ခေါ်တဲ့ဆောင်းပါးလေးကိုဖတ်ပြပေးချင်ပါတယ်တရက်ကရုံးပိတ်ရက်အပြင်မှာမှုန်သွားစာဖြစ်တယ်ပိတ်ရက်လည်းဖြစ်ခန္ဓာကိုယ်ကလည်းအားအင်အပြည့်ရှိနေရမို့ YBS ပေါ်မှာကိုကနေရာရထားပေမဲ့တက်လာတဲ့သီလရှင်ဆရာလေးနှစ်ပါးကိုနေရာဖယ်ပေးလိုက်ပါတယ်ဆရာလေးတွေကတာတုခေါ်ပြီးတော့ဆုတွေပေးပါတယ်အဲ့ဒီအထီးကတဦးကမေတ္တာတဦးကစေတနာဆိုတာမျိုးမို့အဲ့ဒီမေတ္တာကိုတခြားလေးခံယူဖြစ်လိုက်ပါတယ်ဆုတွေပြီးရဲ့နောက်မှာတော့ကလေးတို့ကတော်တယ်ဒီလိုမျိုးကိုထက်ကြီးတဲ့သူယဟန်တန်ကလူကြီးသူမကိုနေရာဖယ်ပေးရကောင်းမှအခုခေတ်ကလေးတွေကမသိကြတော့ဘူးတဲ့ဒီလိုအတိတ်ပဲတူတဲ့စကားမျိုးအကြည့်မျိုးတွေကိုရန်ကုန်မှာရှိနေတဲ့လူငယ်အများစုကြုံမှုကြမယ်ထင်ပါတယ်ဒီအကြောင်းအရာတွေကရန်ကုန်မြို့ရဲ့လိုင်းကားတွေပေါ်မှာပြီးတော့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာကျွန်တော်တို့ခဏခဏကြားရလေးရှိရဲ့ညီတွားတတ်နေပါတခါတရံအဲ့ဒီလိုအကြည့်နဲ့အကြည့်ခံရတဲ့အပြောခံရတဲ့လူငယ်တွေစီကလည်းပြန်ကြားရပူပါတယ်ဒါပေမဲ့နေရာမဖက်ပေးတဲ့လူငယ်တယောက်ဟာတကယ်ပဲရိုင်းဆိုင်ပြီးယဉ်ကျေးမှုမရှိတာလားဒါမှမဟုတ်နောက်ွယ်မှာကျွန်တော်တို့တတိမထားမိတဲ့တခြားသောအကြောင်းအရာတွေရှိနေမလားမနက်ခင်း9နာရီလူငယ်တယောက်လိုင်းကားပေါ်ကိုအလူရက်တိုးစီတယ်ရှေ့မှာရင်ဆိုင်ရမယ့်ရုံးအလုပ်တွေစိန်ခေါ်မှုတွေသူ့ရဲ့အားရင်တွေကိုခြွေတားထားရတယ်ညနေရုံးဆင်းချိန်မှာလည်းတဏီကုံပင်ပန်းသမျှခန္ဓာကိုယ်နဲ့စိတ်ဓာတ်ကိုတည်ပိုးပြီးအိမ်အပြန်လိုင်းကားကိုတိုးစီချရပြန်ရောဒီလိုချိန်မှာကားပေါ်ကိုအသက်ကြီးကြီးလူငယ်တယောက်တက်လာတယ်လူငယ်ကတော့ခုံမထိုင်နေမိတယ်လူကြီးရဲ့အမြင်မှာတော့ဒီလူငယ်ဟာကျမ်းမာတန်ဆွမ်းလျက်နဲ့နေရာမဖယ်ပေးတဲ့ယဉ်ကျေးမှုမရှိတဲ့သူပေါ့ဒါပေမဲ့တကယ်တမ်းကျတော့အသက်ငယ်နေပေမဲ့လည်းလူတိုင်းရဲ့ရုပ်ပိုင်းဆိုင်ရာခန္ဓာငယ်ကအတူတူပဲလို့သတ်မှတ်လို့မရပါဘူးအပြစ်မှန်းကြည့်ရင်ကျမ်းမာပုံရပေမဲ့တဏီကုံမတ်တက်ရက်အလုံးလုံးထားရလို့ခြေထောက်တွေနာကျင်ကြိုက်ခဲနေတာဒါမှမဟုတ်တခြားသူတွေကိုမပြောပြချင်တဲ့ကျန်းမာရေးဝေဒနာမျိုးတွေစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါကယဉ်ကျေးမှုပျောက်ဆုံးခြင်းမဟုတ်ပါဘူး။ဘဝချင်းရုန်းကန်မှုချင်းမတူညီကြတာပါ။လူကြီးတွေကြီးပင်ခဲ့ရတဲ့ခေတ်ကအခုခေတ်လိုလူဦးရေမကျက်သလိုစီးပွားရေးဖိအားတွေကလည်းအခုလောက်မပြင်းထန်ခဲ့ပါဘူး။အေးလူရှိလာတဲ့အဲ့ဒီခေတ်တုန်းကတော့စိတ်ရောကိုယ်ပါအားလန့်မှုတွေရှိကြတာမို့လူမှုရေးတန်ဖိုးကိုပိုဦးစားပေးနိုင်တဲ့ခေတ်ဖြစ်ခဲ့ပါတယ်။အခုခေတ်မှာတော့အခြေအနေတွေကလုံးဝပြောင်းလဲသွားပါပြီ။လူငယ်တွေကရှင်သန်ရေးအတွက်အချိန်နဲ့အမျှပြေးလွှာရုန်းကန်နေကြရတာပါ။ဒီနေရာမှာဖြစ်ပေါ်လာတာကတော့ Empathy Gap လို့ခေါ်တဲ့တယောက်နဲ့တယောက်စာနာနားလည်မှုကွာဟချက်ပါပဲ။လူကြီးတွေကလူငယ်တွေရဲ့ပင်ပန်းနွမ်းနယ်မှုနဲ့ရုန်းကန်ရမှုကိုထည့်မတွက်မိသလိုလူငယ်တွေကလည်းလူကြီးတွေရဲ့အိုမင်းမဆွမ်းဖြစ်မှုနဲ့မျောလင်းချက်ကိုတတိမထားမိကြတဲ့အခါရင်ပတ်ချင်းဝေးခွာသွားကြပါတယ်။ဒါကြောင့်လိုင်းကားပေါ်ကကိစ္စလေးတစ်ခုကိုကြည့်ပြီးအခုခေတ်လူငယ်တွေတော့ပျက်စီးကုန်ပြီလို့တထစ်ချတဲ့အပြစ်တင်မှုမစောစေချင်ပါဘူး။အမှန်တော့ကျွန်တော်တို့အားလုံးဟာကိုစီကိုငါရုန်းကန်နေကြရတဲ့အခြေခံလူရန်စားတွေကြီးပါပဲလူကြီးတွေဘက်ကလည်းငါတို့တော့ဆိုတဲ့အတိတ်ကစံနှုန်းနေနဲ့အခုခေတ်လူငယ်တွေရဲ့ပင်ပန်းမှုကိုအုံမိုးမဆုံးဖြတ်ပဲစာနာနားလည်ပေးဖို့လိုတယ်လို့လူငယ်တွေဘက်ကလည်းတကယ်ပဲမတက်မရနိုင်တဲ့လူကြီးသူမတွေနေရာဖယ်ပေးဖို့လူနေတဲ့လူကြီးသူမတွေကိုတွေ့တဲ့အခါမှာမိမိတက်နိုင်တဲ့အခြေအနေရှိရင်ရှိသလောက်နှွေးထွေးမှုလေးတွေမျှဝေပေးဖို့လိုအပ်ပါတယ်ဒီမျှကြီးလေးကိုသာထိန်းထားနိုင်မယ်ဆိုရင်သူ့နေရာမှာငါသာဆိုရင်ဆိုတဲ့စာနာစိတ်လေးသာအပြန်အလှန်ရှိကြမယ်ဆိုရင်ကျွန်တော်တို့လူအဖွဲ့အစည်းဟာကျွန်တော်တို့ရဲ့ YBS စီကြတဲ့အဖွဲ့အစည်းလေးဟာဒီထက်ပိုပြီးနေပြောစရာကောင်းတဲ့နေရာလေးတစ်ခုဖြစ်လာမှအမှန်ပါပဲ။နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ရှင်။